Avengers နဲ့ New Avengers တို့တကယ်ရန်ဖြစ်ကြတော့မှာလား Marvel Cinematic Universe MCU ရဲ့နောက်ထပ်အကြီးတဲ့ပွဲကြီးဖြစ်တဲ့ Avengers Doomsday နဲ့ပတ်သက်ပြီးဂေါ်လာဟာလာတွေကတော့တပြေးပြေးနဲ့ခေါင်းထောင်လာနေပြီနော်ဒီကြားထဲမှာFalcon တက်လို့လူသိများတဲ့ Joaquin Torres ဖြစ်တရုပ်ဆောင်ထားတဲ့ Danny Ramirez ကပရိသတ်တွေကိုပိုပြီးစိတ်ဝင်စားသွားစေခဲ့ပါတယ်သူက Avengers နဲ့ New Avengers တို့ကြားကဖြစ်လာတဲ့ပြည်ပကအကြောင်းကိုမေးမြန်းခံရတဲ့အခါမှာဒါနဲ့ပတ်သက်ပြီးဘာမှမပြောနိုင်ဘူးလို့ပြန်ဖြေခဲ့တာပါဒီစကားလေးတစ်ခုကဘာကိုဆိုလိုနေတာလဲတကယ်ပဲ Avengers နဲ့ New Avengers တို့အကြီးအကျယ်တိုက်ခိုက်ကြတော့မှာလားမင်္ဂလာပါပရိသတ်တို့ရေ Hugh ကနေပြန်လဲကြိုဆိုလိုက်ပါတယ် Danny Ramirez ရဲ့တုံ့ပြန်မှုကရိုးရိုးရှင်းရှင်းဖြေရှင်းမှုတစ်ခုလို့ထင်ရပေမဲ့အဲဒီနောက်ကမှ MCU Comics ဇာတ်လမ်းတွေရဲ့လျှို့ဝှက်ချက်တွေအများကြီးရှိနေနိုင်ပါတယ်ဘာလို့လဲဆိုတော့ New Avengers ရဲ့အစဟုတ်ပါတယ်တန်နာဖို့စကားရဲ့အဆုံးမှာ Yelena Belova ဦးဆောင်တဲ့ပွဲဟာ New Avengers အဖြစ်နဲ့နာမည်ပြောင်းသွားခဲ့ပါတယ်ပြီးတော့ Captain America ဖြစ်တဲ့ Sam Wilson ကဒီနာမည်ကိုသူတို့သုံးစွဲတာနဲ့ပတ်သက်ပြီးတရားစွဲဖို့စဉ်းစားတယ်လို့အရေးအမွက်ပြခဲ့ပူပါတယ်ဒီအချက်က Avengers Doomsday မှာဒီအပွဲနှစ်ပွဲကြားမှာတင်မာမှုတွေကဆက်ဖြစ်နိုင်နေဆိုတာကိုပြနေတာပါနောက်တစ်ခုကတော့ပါဝင်လာမယ့်သူတွေ Avengers Doomsday စကားထဲမှာ Avengers Sam, Bucky, Thor နဲ့ New Avengers Yelena အဖွဲ့တို့ပြီး H-Man, Fantastic Four တို့လည်းပါဝင်လာနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်Marvel ရဲ့အင်အားကြီးအဖွဲ့တွေအားလုံးတစိုးတစည်းနဲ့တွေ့ရတော့မှာဆိုတော့ပရိသတ်တွေကအတော်လေးကိုစိတ်လို့ရှားနေကြတာပါမိတ်ဆွေစစ်ပွဲရဲ့ Andre MCU ဟာဒီပရိပကကိုအရင်ဦးဆုံးမိတ်ဆွေစစ်တိုက်ပွဲအနေနဲ့ဖော်ပြပြီးမှဒေါက်တာဒွန်းလိုမျိုးပိုပြီးအင်အားကြီးတဲ့ရန်သူကိုအတူတကွတိုက်ခိုက်ဖို့အတွက်စီလုံးညီညွတ်သွားမလားဆိုတော့ကိုစောင့်ကြည့်ရမှာပါMarvel ကာတွန်းတွေမှာမိတ်ဆွေချင်းချင်းရန်ဖြစ်ကြတာဟာပရိသတ်တွေကိုဆွဲဆောင်နိုင်တဲ့အဓိကအချက်တစ်ခုဆိုတာညင်းလို့မရပါဘူးMCU ပရိသတ်တွေကလည်းဒီအကြောင်းနဲ့ပတ်သက်ပြီးအတော်လေးကိုစိတ်ဝင်စားပြောဆိုဆွေးနွေးနေကြတာပါ Twitter လို့အရင်ကခေါ်တဲ့ H နဲ့ Thrust တို့မှာဆိုရင် New Avengers နာမည်နဲ့ပတ်သက်တဲ့အငင်းပွားမှုတွေဟာ Doomsday စကားထဲမှာအဓိကဇက်ကွက်ဖြစ်လာနိုင်တယ်လို့မှတ်ချက်ပေးနေကြပါတယ်။ Danny Ramirez ရဲ့တိတိကျကျမပြောတဲ့အဖြေကဒီဆွေးနွေးမှုတွေကိုပိုပြီးအားကောင်းလာစေခဲ့ပါတယ်။လူတော်များများကတော့သူ့ရဲ့ဘာမှမပြောနိုင်ဘူးဆိုတဲ့စကားဟာငါသိတယ်ဒါပေမဲ့မပြောရဘူးဆိုတဲ့သဘောမျိုးတက်ရောက်တယ်လို့ယူဆနေကြပါတယ်။ဒီအခြေအနေတစ်ခုလုံးကနေဘာရင်းညွန်ပြနေလဲဆိုတော့ MCU ရဲ့လျှို့ဝှက်ပြူဟာDanny Ramirez ရဲ့မပြောနိုင်ဆိုတဲ့အဖြစ်ဟာ MCU ရဲ့ဇလန်းအကြောင်းတွေကိုကြိုတင်မပြောဘဲလျှို့ဝှက်ထားလေးရှိတဲ့နီးပြွားတစ်ခုသာဖြစ်နိုင်ပါတယ်။သူတို့ကဇလန်းကိုတနိုင်သမျှစိတ်ဝင်စားဖို့ကောင်းအောင်ဖန်တီးထားကြတာဖြစ်နိုင်ပါတယ်။တင်းမာမှုတွေဆက်ရှိနေအောင်မဲ့သဘော။ဒါကတော့တန်နာဖို့စကားအဆုံးမှာဖြစ်ခဲ့တဲ့ Avengers နဲ့ New Avengers တွေကြားတင်းမာမှုတွေဟာ Doomsday စကားထဲမှာဆက်လက်ပြီးကျန်နေနိုင်ပါတယ်။တနည်းပြောရရင်တော့ရန်သူတစ်ကိုမတိုက်ခင်မှာအချင်းချင်းအရင်ရန်ဖြစ်ကြအောင်မှာပေါ့။အဲဒါပေမဲ့အခုချိန်ထိတော့ဘာမှတိတိကျကျမသိရသေးပါဘူး။ Avengers နဲ့ New Avengers တို့တွေတကယ်ပဲရန်ဖြစ်ကြမလားဒါမှမဟုတ်သူတို့ရဲ့ကြားကပြဿနာတွေကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုစောင့်ကြည့်ရအောင်ပါဒါပေမဲ့ MCU ကဒီပဋိပက္ခကိုအသုံးချပြီးပရိသတ်တွေကိုစိတ်လို့ရှားစေမဲ့ဇာတ်လမ်းကောင်းတစ်ခုဖန်တီးမယ်ဆိုတာကိုတော့ယုံကြည်လို့ရပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ Avengers နဲ့ New Avengers တို့ကြားကဖြစ်လာနိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့တွေစောင့်ကြည့်နေရအောင်ပါဒါပေမဲ့ Danny Ramirez ရဲ့စကားတစ်ခုက MCU ရဲ့နောက်ထပ်ဖြစ်လာမယ့်အရာတွေပေါ်မှာကြီးမားတဲ့အထောက်ပံ့တစ်ခုဖြစ်လာနိုင်တယ်ဆိုတာကိုတော့မမေ့သင့်ပါဘူးပရိသတ်တို့ရောဘယ်လိုထင်လဲဆိုတာ comment မှာဆွေးနွေးခြင်းခုန်သွားလို့ရပါတယ်အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတူပဲတင်ရှိပါရခင်ဗျာနောက်လည်းဒီထက်ကောင်းတဲ့ content တွေနဲ့အတူပြန်လာခဲ့ပါမယ်